တောက်သုံးရေတောက်တဲ့ရေကတော့သူတို့ကတော့တောက်သုံးရေမဟုတ်ဘူးပေါ့နော်တောက်ရေအနေနဲ့တော့သူတို့ကတော့အဲ့လိုမျိုးတောက်ခဲ့တယ်ပေါ့သုံးတာတော့ကျွန်တော်တို့ဒီရေပဲသူတို့သုံးခဲ့တာပေါ့နော်ဒီရေပဲတန်တရားလေးနေရပေါ့ဒီရေနမပဲမစင်စွန်းနဲ့နောက်ပြီးတော့ဒီရေနဲ့ပဲချက်ပြုတ်တော့ပေါ့အဲ့လိုမျိုးပေါ့နော်ဆေးကြောတာပေါ့ချက်ပြုတ်ဆေးပြောတာအဲ့လားပေါ့အင်းထဲမှာလူတွေကဓာတ်ရိုက်အင်တာကိုပဲသုံးဆွဲကြရတယ်ပေါ့နော်သုံးဆွဲကြတယ်လူမျိုးကန်ရဲလို့စနစ်တကျလုပ်ထားမျိုးမရှိဘူးပေါ့ကျမတို့ကလူမျိုးအင်တာနဲ့မကောင်းဘူးဆိုလို့ရှိရင်ကျမတို့မင်္ဂလိတွေလည်းကျမကြီးလည်းထိခိုက်တယ်။ဘာဖြစ်လို့ဆိုတော့ကျမတို့မျိုးကမင်္ဂလိဆိုတော့အင်တာလည်းလုံလုံချုံချုံရှိမှတန်တန်ရှင်းရှင်းလည်းရှိမှလေ။ဒီကျေးရွာတော့ရွာခံတော့သိတာပေါ့နော်။ဒီထဲမှာလာပြီးတော့ဒီလိုအုတ်ခွေတွေပါလေထည့်တာပေါ့အဆင်မပြေနိုင်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်ရေကသူကရေ6လမိုး6လကုန်း6လဖြစ်နေတာပေါ့ဆရာ။ရေမြုပ်တော့လည်းသူကအဆင်မပြေဘူးfloating toilet design ကိုအသုံးပြုခြင်းအပြင်လည်းကျမတို့ကနောက်ပိုင်းမှာရေတက်ရေချရှိတယ်ရေကြီးရေရှမ်းဖြစ်ခဲ့တယ်ဆိုရင်တော့မှပဲဒီ floating toilet design ကြောင့်ကျန်းကျန်းခံနိုင်မယ်အင်တာတွေပျက်စီးသွားမျိုးမဖြစ်တော့ဘူးပြီးသွားလို့ရှိရင်မစင်တဲ့ညစ်ကြေးတွေထိတွေ့တာမျိုးမဖြစ်တော့ဘူးbioseptic design ကတော့မစင်တွေကိုကျမတို့ပေးထားတဲ့ကန်ထဲမှာစွန့်မယ်အဲ့ကနေစွန့်ပစ်မယ်အဲ့လိုစွန့်ပစ်ခြင်းအပြင်အင်းလေးကန်ရဲ့ရေညဉ့်ညမ်းမှုကိုလျှော့ချစေမယ်ဒီလိုမျိုးအင်တာမျိုးနဲ့ဆိုတော့ကျမတို့တည်တာခံတော့ဟာတကူရည်တန်ရှင်းရေးမှာအစားနော်ပြီးရောရည်နေလဲမှာအစားရည်နေလဲတန်လာမယ်လေ